မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းသားဘာသာဖြင့်တင်းတင်ဆက်မှုအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ပြည်သူတွေနဲ့တွေ့ဆုံပွဲပြုလုပ်တဲ့တဲ့တင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီတပ်တွေစစ်အင်အားတိုးချဲ့နေတဲ့တဲ့တင်နဲ့ခရန်ခတ်မြစ်ရေကြီးရေရှမ်းတာကြောင့်သားမိနှစ်ဦးမျောပါသေဆုံးခဲ့ပါတယ်တရီယောင်ရွာကရေဘေးဒုက္ခတွေအကူအညီများစွာလိုအပ်နေတဲ့တဲ့တင်တွေကိုကျွန်မရှင်းမုံကတင်ဆက်တော့ပါမယ်ဒီကနေ့ဇွန်လ4ရက်နေ့မနက်9:00နာရီအချိန်မှာ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့မြို့နယ်အသီးသီးကပြည်သူရက်မိရက်ဖတွေနဲ့ KIO ကော်မတီဝင်လူကြီးတွေဆန်လွန်းရွာမှာတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံပွဲမှာပြည်သူတွေကိုဗန္ဒာရေးအခွန်ကောက်ခံရေးနဲ့ပတ်သက်ပြီးတော့ KIO တောင်ပိုင်းဗန္ဒာရေးမှုစောင်မူခါမိုင်ကတင်ပြခဲ့ပြီးတော့တောင်ပိုင်းတိုင်းကော်မတီဥက္ကဋ္ဌဖောက်ကျဲလတောင်ကနေပြည်သူတွေကိုအားပေးစကားပြောကြရမှာတမျိုးသားလုံးလွတ်လပ်ရေးရရှိဖို့အတွက်အရေးကြီးကြောင်းနဲ့တစိတ်တဝမ်းတည်းနဲ့လွတ်လပ်ရေးရတဲ့အထိပါဝင်သွားကြရမှာဖြစ်တဲ့အကြောင်းကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ဒီကနေ့တွေ့ဆုံပွဲမှာလူဦးရေ620တက်ရောက်ခဲ့တယ်လို့သတင်းထောက်အစဲကပေးပို့ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်လာရှိုးတီဘောဒေတာတွေမှာစစ်ကောင်စီတပ်ကအခုတလောဆက်တိုက်ဆိုသလိုစစ်အင်အားဖြစ်တင်းနေတယ်လို့ဒေတာခန်တွေရဲ့ပြောကြားချက်အရသိရပါတယ်။လက်ရှိမူဆယ်ကစစ်ကောင်စီတပ်စခန်းတွေမှာတပ်အင်အားရာချီအင်အားဖြစ်တင်းထားပြီးတော့မြို့ရွာအနီးဝန်းကျင်တွေမှာစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လာရှိုးဒေတာမှာလည်းမေလ10ရက်နေ့ကနေစပြီးတပ်စခန်းတိုင်းမှာထောက်ပို့လေရင်တွေနဲ့ဆက်လက်နက်အသုံးဆောင်တွေစစ်အင်အားဖြည့်တင်းတာတွေကိုဆက်တိုက်လှုပ်ဆောင်နေပြီးတော့ပြည်သူတွေကိုလည်းတင်းကျပ်စွာစစ်ဆေးတာတွေလှုပ်ဆောင်လျက်ရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်။တီဘောမှာလည်းစစ်အင်အားတိုးချဲ့တာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေရဲ့ပြောကြားချက်အရသိရပါတယ်။အခုလိုရှမ်းပြည်နယ်မြောက်ပိုင်းဒေတာမှာစစ်ကောင်စီကအင်အားတိုးချဲ့တာတွေလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုပြည်သူတွေစိုးရိမ်နေကြပါတယ်။ပူတာအိုဒေတာမှာမိုးသေးထန်စွာရွာသွန်းပြီးတော့ခရန်ခမြစ်ရေရှမ်းတာကြောင့်ခရန်ခမြစ်ဘေးမှာရှိတဲ့တရီယောင်ရွာမှာရေလွှမ်းမှုဖြစ်ခဲ့ပါတယ်။ပူတာအိုဒေတာမှာမိုးသေးထန်စွာရွာသွန်းခဲ့တာကြောင့်ခရန်ခမြစ်ဘေးမှာရှိတဲ့တရီယောင်ရွာဟာရေလွှမ်းမှုဖြစ်ပြီးတော့ဒေတာခန်တွေရဲ့နေအိမ်ဆက်နေအိမ်ခန့်မြစ်ရေထဲစီးမျောသွားတာကြောင့်ရေဘေးတင်ဒေတာခန်တွေအခက်ခဲဖြစ်နေပြီးတော့အကူအညီများစွာလိုအပ်နေတယ်လို့သိရပါတယ်။လမ်းနဲ့တရားတွေလည်းပျက်စီးသွားတာကြောင့်သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ရေကြီးမှုကြောင့်သားမိနှစ်ဦးမျောပါသေဆုံးမှုလည်းရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်။လက်ရှိမှာရေဘေးတင်ပြည်သူတွေဟာရွာကဖျားเจ้าနဲ့ရေဘေးလွတ်တဲ့ဒေတာခန်တွေရဲ့နေအိမ်တွေမှာစုပေါင်းနေထိုင်ရတာကြောင့်အခြေခံစားတောက်ကုန်တွေနဲ့နေ့စဉ်သုံးပစ္စည်းတွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ဘူတာအိုခရိုင်ကတရီယောင်ရွာဟာဖုန်းလိုင်းအဆက်တွေရရှိဖို့ခက်ခဲတဲ့ဒါမကမိုးတွင်းဆိုရင်တွာလာရအလွန်ခက်ခဲကြမ်းတမ်းတဲ့နေရာဒေတာလည်းဖြစ်ပါတယ်။ဘူတာအိုဒေတာမှာရေကြီးရေရှမ်းမှုရခိုင်နှစ်တွေထက်ဒီကနေ့မှာပိုမိုဆိုးရွားလာတယ်လို့ဒေတာခန်တွေကပြောပါတယ်။တည်င်းဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။